Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အပြုံးကဝက်64လှုပ်ရှားပြလို့လုံနီလေးကိုမြန်လည်မြောက်ပေးမှာဖြစ်ပါတယ်ရှင်ကဲဝက်64ဘယ်လိုလုပ်လဲဆိုတာလိုက်ကြည့်ပြကြပါအောင်ရှင်ကဲပထမဦးဆုံးသုံးဓာတ်သားလေးတွေကိုအရသာနှက်ထားတာလေးတွေကိုကျွတ်နေအောင်ကြော်လိုက်ပါမယ်ရှင်ကဲဝက်သားလေးတွေလည်းကျွတ်လာပြီဆိုရင်တော့ဆယ်ထားလိုက်ပါမယ်နော်ပြီးရင်တော့အစီထဲမှာပဲကြက်သွန်လေးတွေကိုကျွတ်တဲ့အထိကြော်ပြလိုက်ပါမယ်ရှင်ကဲကြက်သွန်လေးတွေကျွတ်လာပြီဆိုရင်တော့ငရုတ်သီးအရောင်လေးမုံလေးထည့်ပြီးတော့စီးတက်ပါမယ်ရှင်ကဲငပြာရည်လေးလည်းထည့်ပြီးတော့တက်လိုက်ပါမယ်နော်ကဲငပြာရည်လေးလည်းမွေးလာပြီဆိုရင်တော့ဝက်သားကြော်ထားတာလေးကိုထည့်ပါမယ်ရှင်အချုံမုံလေးနဲ့ငယ်ထည့်ပါမယ်နော်ကဲဝက်သားလေးတွေကိုအနည်းငယ်လှိမ့်ပြီးသွားပြီဆိုရင်တော့ငရုတ်သီးအကြမ်းမုံထည့်ပါမယ်ရှင်ကဲအဆက်စားခြင်းတဲ့လူကတော့ပို့ပြီးတော့ထည့်နိုင်ပါတယ်ရှင်ကဲငရုတ်သီးအစိမ်းမုံလေးတွေအနည်းငယ်အနှံ့ပြောက်တဲ့အထိချက်ပြီးပြီဆိုရင်တော့အရန်ကိုရတာရှိတဲ့ဝက်64ရပါပြီရှင်ကဲအပြုံးရဲ့ဗီဒီယိုလေးတွေကိုကြည့်ရှုအားပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်တတ